အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတာအောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့နော်10ရက်8လ2026တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပါပြီကဲဒီဗီဒီယိုဖိုင်လေးကတနင်္လာနေ့အဖွင့်နေ့နေကုန်စာနော်ဝမ်းချင်းလေးတွေပတ်သီးလေးတွေမိန်ကွက်ကလေးတွေတင်ပေးရင်းနဲ့တပတ်စာအနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးလေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာတင်ပေးမှာဖြစ်လို့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးဗီဒီယိုဖိုင်ကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲနော်ကျွန်တော်တို့ဒီအခုလာမယ်ပွဲကလည်းပေါ့နော်ဒါပိတ်ရက်ဖောင်းရက်ဆိုလို့ဗုဒ္ဓဘုနေ့တနေ့ပိတ်ပါတယ်နော်ပိတ်ရက်ရှိပါတယ်နော်ပိတ်ရက်ရှိလို့မစော့ကျင်တဲ့ညီကိုမောင်နှမတွေမစော့ပါနဲ့စော့ကျင်တဲ့ညီကိုမောင်နှမတွေလိုက်စော့လို့ရအောင်เนาะအကောင်းဆုံးကြိုက်ဆုံးဆိုတာလေးတွေကိုရွေးချယ်ပြီးလာတင်ပေးတာဖြစ်ပါတယ်အကြိုက်တူရင်လိုက်စော့လို့ရအောင်ပေါ့เนาะစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးကဲအားလုံးပဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်တွေ့ပြီဆိုရင်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မှာအသေးလေးတွေနဲ့ဝင်ရပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲဒါဆိုရင်မနေ့ပြန်တင်းနေတာနေအဖွင့်နေကုန်စားနော်ဝမ်းချင်းလေးမိန်ကွက်ကလေးမပြောခင်မှာတပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးအနေနဲ့ဆိုရင်ဒီပွဲမှာကျွန်တော်တို့ခွန်9 9ပဲဖြစ်ပါတယ်နော်မပြောက်တဲ့ဇာတိုးလေးတွေပါတေချာလေးမှတ်ထားပါခွန်9 9ပါမိမိကြိုက်နေတဲ့ဇာတိုးရွေးချယ်ပြီးတော့လိုက်နိုင်ပါတယ်ကဲဒါဆိုရင်မနေ့ပြန်တင်းနေတာနေအဖွင့်နေကုန်စားမှာဘိုင်းနေနဲ့ဆိုလို့ရှိရင်10ဘိုင်း3ဘိုင်း10ပတ်တီ3ပတ်တီပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့3နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ပြန်မှာ30 3နှစ်3ခွန်3ကိုပဲဖြစ်တယ်30 3နှစ်3ခွန်3ကိုပါ3နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကဲဒါဆိုရင်8နဲ့ပတ်သက်တာဆိုရင်80 8နှစ်8ခွန်8ကိုပါเนาะ80 8နှစ်8ခွန်8ကိုပါ8နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကျွန်တော်ထုတ်ပေးတဲ့ main ကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုက်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကက်ဆော့ခြင်းနဲ့ဆိုရင်တနင်္လာနေ့အဖွင့်နေ့မှာเนาะအားကောင်းဆုံးဝမ်းချင်းဒီ38ဝမ်းချင်းအဓိကပတ်တီးကိုဦးစားပေးဆော့တယ်ဆိုရင်တနင်္လာနေ့အဖွင့်နေ့လေးမှာအားအကောင်းဆုံးပတ်တီးဒီ3ပတ်တီး10ပတ်တီးအကြိုက်ဆုံးအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုစေတနာနဲ့တင်ပေးတာဖြစ်တယ်เนาะဒါကြောင့်မို့အမှားမှန်တော့ရှိတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့เนาะကဲအခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်တယ်เนาะချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะစမ်းပြီးဆော့ခြင်းနဲ့ညီကိုမောင်နှမတွေလိုက်ဆော့ကြည့်ပါတနင်္လာနေ့အဖွင့်နေ့လေးမှာအားလုံးပဲကံကောင်းကြပါစေအားလုံးပဲရကြပါစေဗျ